ကိုဘာကြောင့်ဆက်လုပ်နေမိတရားလဲဘုရားခင်ကဘာကြောင့်အပြစ်အားလုံးယူမသွားရလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကေတင်ချင်းအကြောင်းအနေငယ်လေ့လာပါမှာဖြစ်ပါတယ်ခရစ်တော်ရဲ့ကေတင်ချင်းကျေးဇူးကိုရရှိပြီးရတော့မှအပြစ်ကိုဘာလို့ဆက်လုပ်နေမိတရားလဲဘုရားခင်ကဘာကြောင့်အပြစ်အားလုံးကိုမပယ်ရှားမယူသွားရလဲဘာကြောင့်လဲဆိုတော့နံပါတ်1ကေတင်ချင်းဆိုတာကကျွန်တော်တို့ဘဝကိုချက်ချင်းကြီးလုံးဝပြည့်စုံသွားစေတာရုန်းကန်ကြိုးစားမှုဆင်းရဲဒုက္ခဒုစရိုက်တွေနောက်တစ်ချိန်မရှိတော့တာကိုဆိုလိုတာမဟုတ်ဘူးကေတင်ချင်းကကျွန်တော်တို့ရဲ့ဘယ်သူပဲဟောဖြစ်ချင်းဆိုရင်ဖြစ်ချင်းကိုပြောင်းလဲပေးတယ်။ဘုရားသခင်ချင်းကျွန်တော်တို့ရဲ့အဆင့်တန်းကပြောင်းလဲသွားတယ်။ဘုရားသခင်နဲ့ကျွန်တော်တို့ဆက်ဆံရေးကပြန်ရရှိလာတယ်။ကိုယ့်ရဲ့နှလုံးသားနဲ့အသက်တာတဖြည်းဖြည်းနဲ့ရင့်ကျက်ပြောင်းလဲလာအောင်ပြုလုပ်ပေးတယ်။ပြီးတော့အသက်တာပြောင်းလဲလို့ကောင်းလုံးလို့ကေတင်ချင်းရတာမဟုတ်ဘဲနဲ့ကေတင်ချင်းခံရလို့ကျွန်တော်တို့အသက်တာပြောင်းလဲခြင်းတွေရရှိနေတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကအပြစ်ကြောင့်ပြောင်းလဲသွားတဲ့မပြည့်စုံတဲ့ဒီခန္ဓာကိုယ်အသွေးသားနဲ့အသက်ရှင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြစ်တွေကိုဆက်လက်ပြီးတော့ကျူးလွန်နေမိသေးတာဖြစ်တယ်။နံပါတ်2ဘုရားသခင်ကကျွန်တော်တို့ကိုအတင်းကျပ်ဖိအားမပေးဘဲနဲ့ချစ်တဲ့စိတ်နဲ့နာခံစေခြင်းနဲ့ကိုယ့်ရဲ့ရှိကူးရမှာယေရှုကငါ့ရဲ့အပြစ်အတွက်အသက်ပေးသွားတယ်။သူ့ရဲ့အချစ်ကကြီးမားလွန်းတယ်။အဲ့ဒီအချစ်အတွက်ငါပြန်ပြီးအသက်ရှင်ရမယ်ဆိုတဲ့စိတ်ထားမျိုးကိုလိုချင်တာဖြစ်တယ်။ဥပမာလူတစ်ယောက်ကကိုယ့်ကိုချစ်တယ်။ကိုကလည်းအဲ့လူရဲ့အချစ်ကိုခံစားရတယ်။အဲ့လူကိုလည်းကိုကချစ်တယ်ဆိုရင်အဲ့လူအတွက်ကိုကအကောင်းဆုံးတွေပေးချင်တယ်။အဲ့လူအတွက်ကိုယ့်ရဲ့ဘဝကိုပြောင်းလဲပေးချင်တယ်မလား။ဒီလိုပဲဖခင်သခင်ကလည်းကျွန်တော်ရဲ့အသက်တာကိုချစ်တဲ့စိတ်နဲ့နာခံစေခြင်းဖြစ်တယ်။ဘာလို့ဆိုရင်ကျွန်တော်တို့ကိုကောင်းလို့ချစ်တာမဟုတ်ဘူး။တောက်သုံးသူတို့ကိုရှာရီကေတင်အလုံးကကြွလာတယ်လို့တမန်ကျမ်းစာထဲမှာပြောထားတယ်။ကျွန်တော်တို့လိုစိုးညစ်နေသူတွေမကောင်းတဲ့သူတွေကိုဘုရားသခင်ကချစ်လို့ရွေးနှုတ်ဖို့အတွက်ကြွလာတာဖြစ်တယ်။ဒါကြောင့်မို့သူ့ရဲ့အချစ်အတွက်ပြန်ပြီးတော့ကျွန်တော်တို့ကအသက်ရှင်ရတာဖြစ်တယ်။နံပါတ်3ကဲလို့ဘုရားသခင်ကအပြစ်အားလုံးကိုဖယ်ရှားယူသွားပေးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီလောကမှာအသက်ရှင်တဲ့အခါမှာဘုရားခင်ကိုအားကိုးတော့မှာမဟုတ်ဘူး။ငါလုံနိုင်တယ်ငါတော်တယ်ငါတက်တယ်ငါဖာတာငါရတယ်ငါတယောက်တည်းနဲ့ဖြစ်နိုင်တယ်ဆိုတဲ့အတွေ့အကြုံဝင်လာမှသိကြတယ်။ဒါပေမဲ့ကျွန်တော်တို့အပြစ်တွေလုံးမိနေတဲ့အခါမှာငါကဘာမှမဟုတ်ဘူးငါသူ့ကိုလိုတယ်ငါတယောက်တည်းဆိုဘာမှမဟုတ်ဘူးဆိုတာကိုသိလာပြီးတော့ငါယေရှုကိုလိုတယ်ယေရှုအားဖြင့်သာဖြစ်နိုင်တယ်ဆိုပြီးတော့အားကိုးတက်လာတယ်အရှုံးပေးတက်လာတယ်ဘုရားသခင်နဲ့ပို့ပြီးတော့ဆက်သွယ်ဖြစ်လာတယ်ဒါကြောင့်ဒီရာအားဖြင့်လူဆိုတာဘုရားကိုလိုတယ်ဘုရားသာမှာပါမရှိဘူးဆိုရင်လူဆိုတာဘာမှမဟုတ်ဘူးဆိုတာကိုသိလာစေဒါကြောင့်ဒီဗီဒီယိုမှာပြောချင်တာကယုံကြည်သူတွေကေတင်ကြီးရပြီးတော့အပြစ်ကိုဆက်လုပ်နေပြီးသေးတယ်ဆိုတာကကေတင်ကြီးမရလို့မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ဒီဇာတိအသွေးသားကြောင့်ဖြစ်တယ်ဒါကြောင့်မလို့ဒီဇာတိအသွေးသားအောင်နိုင်မှုအတွက်ဆိုရင်ဘုရားနဲ့အချိန်ယူရမယ်ကိုယ့်ရဲ့အသက်တာတစ်ခုလုံးကိုဘုရားကံစက္ကန့်အနံ့ရမယ်ပြီးတော့အပြစ်တွေလုံးမိတိုင်းမှာလည်းကိုယ်နဲ့ဘုရားရဲ့ဆက်ဆံရေးကိုထိခိုက်မသွားဖို့အတွက်တကယ်နောင်တရတဲ့စိတ်နဲ့ဝန်ချတောင်းပန်ရမယ်အဲ့လိုဆိုရင်တမန်ကျမ်းစာထဲမှာပြောထားတဲ့အတိုင်းပဲဘုရားခင်ကကျွန်တော်ရဲ့အပြစ်ကိုခွင့်လွှတ်ပေးမှာဖြစ်ပါတယ်